ဖေဆက်တယ်ကျွန်တော်ဖေဒီနေ့ပါမယ်တိမ်မောတက်ပြီးလူသွားမှလှုပ်ချင်တယ်ဒီကိစ္စမင်းမစဒီကတော့ဗျာကျွန်တော်အစိမ့်လို့ရှင်နော်ဒီစိတ်ကန်းကလေးပေးနော်ရှိတယ်ကျွန်တော်မှလည်းအဝယ်ရှိတာပေါ့နော်ဟုတ်ပြီခင်ဗျာဒီကိစ္စကိုလိုက်ပြီးတော့လည်းဖွားနေတယ်နော်ခင်ဗျာသိတဲ့အတိုင်းပဲကျုပ်တို့လောကရန်ကိုအကျော်ခွာရင်များလာပြီဗျာโอเคအဲ့ဒါဆိုရင်ခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့ဖို့အတွက်ကိုကျွန်တော်တက်ပြီးတော့လည်းဟုတ်တက်ဆက်ပြီနော် Okay. Hi. သမီးဆောင်းမအောင်စင်းနေမထွက်သေးဘူး။ဖေအချောင်းတစ်ခုပြောချင်နေဦးမယ် မထွက်သေးဘူးဖေဖေရဲ့ ။ဘူးမှလည်းမသိသေးပါဘူး သမီးရောဖြေနိုင်ခဲ့တယ်မဟုတ်လား ဖြေနိုင်တာရောဖေရလဲ လုံပါလေငါလုံမှာပေါ့ဖြေနိုင်မယ်လို့နော်အဲ့ဒါလို့သမီးညီလာနေတဲ့ဟိုကောင်လေး ။အော်အကလား။သူလည်းပြင်နိုင်တယ်လေဖေဖေကလည်း ကောင်းပါလေ ။အော်ဖေဖေသမီးအီမီတို့စီသွားမလို့ဖေဖေရောသွားကြရှိသေးလား သွားနေပြီဖေဖေကတော့သွားတယ်မရှိပါဘူးဒါပေမဲ့စောစောကတော့ဟိုအလုပ်ကိစ္စနဲ့ချိန်ရတာရှိတယ်လေအဲ့ဒါလည်းအခုမဟုတ်ပါဘူးလေးလေတော့မှာပါသမီးသွားတာရှိသွားပြီ ဟုတ်အဲ့ဒါတာပြီ โอเค။အီမီတို့အိမ်မှာစကားကောင်းနေတာနောက်ကျသွားတာကားတော့ကမန်းကနမောင်းလာ။မောလိုက်တော့ကွာ။ဘာလဲတီမိမင်းသားလား။အဲ့ဆိုပြန်တော့မယ် နေအောင်နန္ဒာရဲ့ဟိုအေးမှန်လိုက်ပြီ ။အမလည်းမတော့တော့ဘူး။ဟာစရိတွေတောက်နေပြန်ပြီ နန္ဒာမကြက်ဘူးလို့တောက်တော့ပြင်းပြတောက်လာပါနန္ဒာရဲ့အကနန္ဒာကိုဘယ်လောက်တောင်ချစ်တယ်ဆိုနန္ဒာသိတယ်အကဘွားနဲ့နန္ဒာဘွား3နဲ့4လို့ပါပဲနန္ဒာဖေဖေကကြောက်ပွဲတာတိုက်နဲ့ကားနဲ့မပုံမပင်စိတ်ချမ်းသာပါနေရနောက်ပြီး ။တော်ပါတော့အာကာရဲ့အချစ်ကိုခုံကာသနာနဲ့တိုင်းတော်တဲ့အချိန်မှာနန္ဒာမပါပါဘူး ဒီကနန္ဒာလေးအကဘွားဖေးတစ်ခုသားတစ်ခုပါဖေဖေကအာကကိုအဝေးပြေးကမောင်းရှာကျွေးနေရ ။ခဲခွာရမယ့်စကားမပြောပါနဲ့လားအာကာရဲ့နန္ဒာအာကာကိုဘယ်လောက်ထိချစ်တယ်ဆိုတာအာကာအသိဆုံးပါ။စီးစရာမပြောနဲ့တော့နော် မပြောတော့ပါဘူးနန္ဒာရဲ့ကိုကျန်စားအာကနန္ဒာကိုစိတ်ညစ်စရာ အားကြီး ရပြီ ဒီဖေကိုတော့ခုတော့ပြန်တော့ကွာ ဟုတ်
ကားရင်စင်တာ ဟုတ်ပြီဒီနေ့ပဲပြီးသွားတယ်ကွာဒီကကြိုင်တော့ဝါရင်းတို့ဘာလို့လုပ်ပြီးတော့ဒီခီးထွက်အောင်မယ်ကွာ အေးတဲ့ရလုံးနဲ့ညတော့ရင်းကမခံ ရပါတယ်ဟာရဲ့ပုံနာအတွက်လည်းမနစ်နာအောင်လုပ်ပေးရအောင်ကွာဒါလည်းဒီပေါ့ဒီအပြင်မှာခဏခဏကြံဖြစ်တယ်လို့ပြောတာကြားတယ်အဲ့ဒါအပြင်မကြက်ဘူးနော် အဲ့ဒါရန်စားတာမဟုတ်ပါဘူးလူတွေကချိုးမပြေတာ ဟာကွာဝချမ်းကဝလုံးဖြစ်တယ်လို့အပြင်မကြောက်ဘူးမဟုတ်ဘူးဒါနဲ့ကွာနေရာတကာမှာထင်ရဆန်းပြီးတော့လူတကာကိုအပြည့်မြည်စမ်းပါနေကွာ အေးဒါပညာပါရမီနဲလို့10တန်းမအောင်ခဲ့ပြီဒါစိတ်ကောင်းထားပါဒါရှိမှမတော်တာမြင်လို့အဆင်ပြေအောင်တော့ဝင်ပြီးကုညီတာပဲရှိပါတယ် ပြည့်စကားကိုသာသဘောမပတ်ဘူးတူနေရာတကာသူများအရေးကိုဘုံမစွတ်ဖက်ဘူးအပြင်နောက်ဆုံးပြောချင်တယ်ကွာ Wanna carry the heavy load. I'm like the road that you take when you need to do a shortcut. I ain't the stepping stone to be stepping on. I ain't nobody's crutch. I ain't the money man, but you money man. You ain't looking at me. I'm not the cheap one looking at me, son. You ain't looking at free. I ain't the dish rag. You can clean up all the shit that you dish out. Ain't got no check from if you checking in, motherfucker. Check this out. Ain't what you can do, but I do what I can. I'm not a fool, there's no need to pretend. Just because you got yourself in some shit doesn't mean I have to come deal with it. Handle your own and you become a man. I'm gonna be my Hey! Come on, eh? Come on, eh? ဘာရဘောလဲ ဟုတ်တယ် မြင်တဲ့တိုင်းပဲလေဟာဒါမဲ့အဲ့တော့ကောင်းမှာပါဩဟုတ်တယ်မလားဟာ 加入了没呀？加入了呀！别了！ဟဲ့နောက်တော့ ဟမ်ဟုတ်တယ်ဘာဖြစ်ရမလဲဟုတ်ဂျလေဘီနှကောင်ပေါ့လမ်းမှာငါပြောပြီးစားပြီးငါပြောခွင့်ငါလာမှပြစ်ထက်လိုက်တယ်ကွာအဲ့တော့ငါငါပြောခွင့်မဟုတ်တက်နေပြီးချော်လဲတဲ့အဲ့ချော်လဲတဲ့အချိန်မှာဒီကောင်တွေငါဝမ်းထိုးကြတယ် တော်အဲ့လိုတော့ငါသဘောပေါက်တယ်နော်ပြောရင်မင်းကိုဗရိုင်းဆွာကလိုက် ဟုတ်တယ် အဲ့ဒီကောင်ကဟိုတနေ့ကလည်းငါနဲ့တွေ့အဲ့ဒီကိတ်ကိုငါရှင်းမယ်လိုက်ခဲ့မယ် ဟုတ်ပြီတရားချင်းတော့ဟုတ်ပြီဒီကောင်တွေဒီချိန်ဆိုလေ location ရွှေ့တော့တေးကြပြီငါတို့ဖြန်းလှမ်းလိုက်မှဖြစ်မှာတကယ်ချင်းလာမလို့ငါလည်းလာတာပဲကွာ အဲ့ဘာလို့လဲ ဒီမှာကြည့်လိုက်လေမင်းတို့ငါ့ကိုထိုးလိုက်တယ်လေအဲ့ဒီမှာကြည့်လိုက် အဲ့ဒါဖြည့်ရှင်းရလွယ်ပါတယ် အဲ့ဒါငါမမားလေးဘူး မင်းစဲရေ 你来弄为啥？ ငိုးပြီးပိုင်းဆောင်လို့အဲ့ဒါညာလဲ 哦，这米耶，可是原来钱挣没嘞，你妈个不是我的账没？ နင်တော့ကူလို့ပြပါဘောမင်းစံရလဲဒါနဲ့အဝိရှောသမားလည်းမလာအောင်နော်နင်တို့ဘူးတွေပုံနေပြီ 啊，是的，这道路来没嘞，这米。
ရေနန္ဒာမမ ရှင်းဘေးကန်ကြရအဝိရှသမားလာနေတွေ့တယ်ဒီနောက်တော့ကြည့်လိုက်အောင်နော် တော်တော်ဒီ ဟုတ်ကဲ့ဟုတ်ဟောနန္ဒာမရှိလားမင်း ရှိတယ်ပေါ့နောက်ဖေးမှာချက်ပြုတ်ရရှိတယ်ချက်ပြုတ်ဘာကိစ္စရှိ ဟောကျွန်တော်တပတ်ခါကြာရင်10တန်းအောင်ကြီးထွက်မယ်လို့နန္ဒာကိုပြောပြလိုက် သိသတင်းစာထဲမှာလည်းပါလာပြီလားဒီမှာမင်းကိုနောက်ဆိုရင်ငါသမီးနဲ့လုံးဝမပတ်သက်ပါဘူးအဆက်တွေအပေါင်းအသင်းနဲ့မလုပ်ကြ ဟုတ်ကဲ့ကျွန်တော်ဘာဖြစ်နေ မင်းကအပေအတေကောင်ဖြစ်နေလို့ပဲပေါ့မင်းတို့လမ်းတကနေရာတကမှာလိုက်ပြီးတော့ရန်ဖြစ်နေတဲ့ကောင်ကိုအပေါင်းအသင်းလုပ်နေရတဲ့ငါသမီးအတွက်တိုက်ခါကြတယ်ပေါ့ဒီမှာမင်းကိုရှင်းပြမယ်နောက်ကငါသမီးနဲ့လုံးဝမပတ်သက်နဲ့ဒါပဲ ဒီမှာကျွန်တော်ဝါကြမပြည့်စုံတဲ့စကားလုံးလေးနဲ့လာဖတ်မပြပါနဲ့ ဟာဝါကြမပြည့်စုံတဲ့စကားလုံးဟုတ်ဒီဘိုးတော်ကောင်းလိုက်တာကွာအေးအဲ့ဒါဆိုရင်မင်းတို့ငါဝါကြပြည့်ပြည့်စုံစုံနဲ့ကာယံကြကြစကားလုံးဖောက်ပါမင်းအခုချက်ချင်းငါခြံရှိရနေပြီးထွက်သွားလိုက်တော့ လူကြီးလူကောင်းဖြစ်ပြီးစကားကိုရည်တက်တာအံ့ပါရဲ့ဗျာအဲ့ဒါကျွန်တော်နှင်းရမလို့ပါဘူးကျွန်တော်အခုသွားမှာပါနောက်ဆိုရင်ငါသမီးနဲ့လုံးဝမပတ်သက်မင်းကအပေအတေကောင်ဖြစ်နေလို့ပဲတာမင်းပါရီစဉ်းစားနေဆိုတာအဖေသိပါတယ်ပေါ့ဒါပဲနဲ့မင်းကိုစကားလေးတစ်ခုတော့ပြောချင်တယ် ဟုတ်ပြောပါမယ် လောကမှာတရားဝါဒီအားလုံးဟာချစ်ချင်းမေတ္တာနဲ့မကင်းကြဘူးဒါပဲနဲ့အဲ့ဒီတရားဝါဒီထဲမှာအသိဉာဏ်ရှိဆုံးကဘာလို့လဲတာ လူပါအဖေ သိမှန်တာပေါ့ကွာလူတွေဟာသိချစ်တတ်တော့မမဲတဲ့နေရာမှာလည်းတန်းကုန်အောင်မိတတ်ကြတယ်အဲ့ဒီထဲမှာတားမပါစေချင်ဘူးကွာမမီတဲ့ပန်းကိုလည်းတုံးခုလို့မလှမ်းစေချင်ဘူးကွာသားသတင်းတွေဖြေကြရပါတယ်တားကိုစုံပြတ်နိုင်တဲ့အရွယ်မဟုတ်လို့တားရဲ့ကိစ္စကြီးမှာဖေပါမှဝင်မစွတ်ဘူးကွာထားပါတော့လေကွာဒါတွေကပြင်စလို့ရပါတယ်အော်ဒါနဲ့သာလက်မကြအဖေကြီးတွေ့အောင်မသိရ အဖေဘယ်လောက်ကြာမှာလဲ တပတ်လောက်တော့ကြာမယ်သား ဘလောက်ကြာအခေါ်မပြောပဲနေရ အကားစိတ်ကောင်းရှိပါတယ်ဖေဖေရဲ့မတရားတာတို့အမြင်တော်တာတို့ရှိရင်လည်းမိမိကူညီတတ်တာဖေဖေရဲ့ အောင်မဒီမိုက်ဒီမိုက်ကန်ကောင်ဘဲကနေပြီးတော့ရှင်းနေလိုက်ပြီးတော့ပြောနေသေးတယ်ဟမ်ပညာရေးချင်းဆိုလဲဘာတစ်ခုမှဟုတ်ဒီပတ်တိမရှိဘူးစာမေးဝဲရတယ်တဖုံဖုံကြတယ်ဒီနှစ်ရောဒီကောင်အောင်မယ်လို့ထင်လား အကားပညာပါရမီနဲ့ပေမဲ့စူးစမ်းခြင်းလည်းရှိပါတယ်ဖေဖေရဲ့ ဘာတော်သားခြင်းသိရှိတာလဲမဟုတ်သေးဘူးတမီးမဟုတ်သေးဘူးဒီကောင်ကလေအမြဲတမ်းမိုက်ဒီမိုက်ကန်လုပ်ဖို့ပဲခေါင်းထဲမှာရှိတဲ့အကောင် ဒီခေတ်လူငယ်တွေလိုမူရစေဝါလည်းမသုံးဆွဲတတ်ဘူးအရက်လည်းမတောက်တတ်ဘူးဖေဖေရဲ့အားကစားဝါသနာပါတဲ့သူပါဖေဖေရဲ့ အဲ့ဒါကြီးမလုပ်ပဲနဲ့သိုးသွားနေတဲ့လူတွေကတူးနဲ့ဒေပါသမီးရေဒီမှာသမီးဖေဖေရဲ့ဂုံသိက္ခာဖေဖေရဲ့မိသားစုရဲ့ဂုံသိက္ခာကိုထိခိုက်မှာဆိုလို့ဖေဖေကပြောနေတာနားလေလားဒါသမီးရင်ပတ်နဲ့ပဲခံစားပြီးတော့ရေစုံမမျောချင်စားမှလည်း
ကရဲ့ဘာလို့အဲ့လိုစိတ်ညစ်နေရလဲဒီနေ့မအောင်လို့နေ့အောင်ပါပေါ့ နနာအကောက်ခုလိုသတိပေးရကျေးဇူးတင်ပါတယ် နနာကလေအကဘက်မှာအမြဲတမ်းရှိတယ် ဟောသမီးခဏလာသမီးကိုပြောစရာရှိတယ်သမီးအတွက်ဖေစီစဉ်လာတာတခုရှိတယ်အခုဆိုရင်ငါသမီးကတက္ကသိုလ်ဝင်လာနဲ့အောင်သွားပြီဆိုသမီးကိုရန်ကုန်မှာကျောင်းဆက်ပြီးရန်ကုန်မှာရှိတဲ့ဖေညီမပါလေအားလုံးပြောတာပြီအဲ့သမီးရဲ့ဆန္ဒရောဟောပြီးတော့အဲ့ဒီမှာသမီးရဲ့ညီမဝန်ွယ်ခင်းရလည်းရှိတယ်လေသမီးရဲ့ဟိုသမီးနဲ့နှစ်ယောက်ပေါ်ရတာဟောသမီးရဲ့နော်ရှင်မျက်နှာလည်းမကောင်းပါဘူးဟိုပါလေနေမကောင်းဘူးလား ကောင်းပါတယ်ဖေရဲ့ ဟိုဒါဆိုရင်သမီးရန်ကုန်ကောင်းတယ်မလား ဟောဖေဖေကလည်းဖေဖေနဲ့သမီးနဲ့နှစ်ယောက်လည်းရှိတာယူကျောင်းဖို့လိုပါသေးတယ်ဖေဖေရဲ့ဖေဖေကပြီးတော့ကျမ်းမာရေးလည်းကောင်းတာမဟုတ်ဘူးလေဖေဖေကိုသမီးစိတ်မချအောင် ဟုတ်ပါပြီငါသမီးပြောတာလေဟုတ်နေတာကဲသမီးတို့ သမီးကိုလူလောကကြီးထဲမှာအမြင်ကျေစီခြင်းနဲ့ဖေဖေရဲ့စိတ်ဆန္ဒစေတနာတွေကိုသမီးသဘောပေါက်ပါတယ်ဖေဖေရဲ့ အေးပါဖေရဲ့စိတ်စေတနာတွေကိုဖေနားလဲဆိုရင်ပြီးတာပါပဲကဲသမီးရဲ့လုပ်ရရှိတာသွားလို့တော့ဖေလည်းခဏနေကြရင်ချင်းကြတာလေးရှိတော့ပြင်သွားလိုက်ပြီနော်မင်း ဟုတ်ကဲ့ဖေ ဒီကကောင်းလား ဟုတ်တယ်ဟာသူငယ်ကရန်ကုန်မှာကြာအဲ့လိုတော့ကြောက်ဒါသမီးရဲ့အစ်တော်ကိုလည်းမြင်ရကိုကလည်းနော်ကိုကအကားလေ ဟောကောင်းတော့ဘောကွာ ခုလိုငှက်တူမမွေးနေ့ပါပြီးတာကျေးဇူးပဲနော် ဖြစ်နေပြီတော့ငယ်ဒီမရပေါ့ ဒါတော့ပါလေပြည့်ပါတယ် အေးဦးငယ်လည်းရန်ဝမ်းတာပါကွာငယ်ကဘလုံး ဒီကတော့ဒီမှာကြည့်ကြည့်
ဒီကြောင် မဟုတ်ဘူးဟုတ်ပြောမှာမသိဘူးနေနာလေးခက်အသက်ဖြစ်ပါအဲ့လေငါအပန်းရှိနေကြီးတယ်နေနာလေးအားပါဟာဒီပြောနေကဲနေမယ်နော် ကြောက်ကရေသွေးရတော့နည်းနည်းလေးရောအငယ်လိုချင်တဲ့အရေတော့မဟုတ်ဘူးကဲဒါပေမဲ့တခုတော့ရှိတာပေါ့လေရောက်လက်စနေပဲရောင်းဝယ်ဖြစ်ကျင်နေဆိုရင်တော့တခါလေးရောင်းသွားတယ်အငယ်လည်းဈေးတစ်ခုရဖြတ်ပြီးပြေးလိုက်နော်အဲ့တော့ရေသွေးရလည်းနည်းနည်းလေးရောနေတယ်ဆိုတော့ဟိုလေကာလာပေါက်ကြီးကဒီချက်မကတန်ပါလေအရင်နေရမကြောက်ဘူးအငယ်သိပါတယ်အခုကအငယ်လိုချင်တဲ့အရေးသွေးမဟုတ်ဘူးလေဈေးတော့နည်းနည်းလေးတော့ရော့မှာပေါ့အငယ်ကဘာတစ်ခုမှမတရားတော့ဘူးအငယ်အကြောင်းတော့ဘာလဲနည်းနည်းစဉ်းစားကြည့်နော်အငယ်ပေးနိုင်စီရမယ်ဟိုရောင်းနိုင်မယ်ဆိုရင်တော့လေရောင်းပါနည်းနည်းတော့တွေးပြီးလို့မရဘူးကဲခဏလေးစဉ်းစားရအောင်နော်အငယ်တစ်ချက်ရှင်းတိုင်းသွားနေရတယ်ဒီနေရာမှာကျွန်တော်ပြတ်တောက်နေတာ
ဟိုဒါနဲ့ကြောက်တွေသိရတယ်ဒီမှာကြီးကဘယ်လိုလုပ်နေလဲ ကျမနဲ့အိမ်ပေါ်အမကြီးတို့ထမင်းစားနေတော့ကျမဖေဖေကကျမကိုကြောက်ပါတဲ့ဘူးသူ့ခန်းထဲကိုသွားထားခိုင်းပါတယ်ရှင်ဖေဖေပါဇက်ကလည်း300ကျော်တန်းနေလို့ပြောခဲ့ပါတယ် ဒါနဲ့နောက် ဖေဖေကအယောင်းဝယ်ဆိုင်ထားတယ်လို့လည်းပြောပါတယ်ရှင် အဲ့ဒီကြောက်တွေကထွားလို့ ဟုတ်ပါတယ်ကျမကိုယ်တိုင်သွားထားခဲ့တာပါကျမထားပြီးပြန်လာတော့ကျမတကယ်ကြီးကျူကျူကသူတို့အိမ်မှာဖះကိုးစုရှိတယ်လို့ဖိတ်တာနဲ့ကျမအစီအစဉ်မရှိပဲလိုက်သွားခဲ့ပါတယ် ဒီကနေ့မေးရမှာကျွေးတို့ဆေးရုံမတင်လာတဲ့မြေသမီးကဒီမှာလေးတော့အင်းကြီးလား ဟုတ်ပါတယ်ရှင် အေးဒီလိုမိသားစုကလည်းဒီမှာလေးပြောရတယ်ဖတ်ကြည့်ဒီခေတ်ကဒီကလေးနဲ့ ဟုတ်ပါဘူးရှင် ဒါဆိုလို့မိခင်နဲ့စိတ်ကလေးကဥက္ကဋ္ဌကြီးကမှန်ရလား ဟုတ်ပါတယ် ဒီကလေးအတူသွားတိုက်ရခုပါနေတယ်မကြည့်ဘူးလို့အဲ့ဒါကိုစစ်ပြရလက်ပြရပြန်ကြည့်အောင်ဒီကနေ့လည်းလက်ထဲမှာခင်းလို့ရတယ်တွေ့ရတယ်ခင်းလို့လည်းပဲတတ်ပါတယ်လို့ယူဆပါတယ်ဒီကသမားကလမနာညာကောင်းတဲ့အတွက်ခင်းလို့ပြန်သွားတာရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကဒီမှာတရားကိုအများဆုံးပေါ်တယ်ဥပဒေကိုချိုးဖောက်ပြီးပုံစံမျိုးဖြစ်စဉ်အားလုံးကိုသုံးပြီးတော့တရားခံအများဆုံးပေါ်တယ်ကျွန်တော်တို့လိုအပ်လို့ပေါ်လို့နေတာလို့ရာဇဝတ်ရေးကြီးမလို့ ဆင်းပြမရဘူးနော်အာကာ你ဒီနေ့ငါအကြောင်းကောင်းကောင်းသိစေရမယ်ငါဘွားရှိအတွက်ရှင်မရှိငါတို့အိမ်မှာငါစမ်းတော့တော့အာကာမိကငါလမ်းခွဲလိုက်ပြီအာကာတခုကန်တခုပေါ့လေတကယ်ပြည့်တဲ့ကန်ပါတယ်လို့ပဲကိုယ်လည်းကြောက်တော့မှတော်ဒီလည်းပို့လိုက်အောင်တည်းရဲ့မမမစမလာချက်ပဲကွာမမသိပါတယ်အဲ့ရကလည်းလေတော်လေးသွေးရတိုးပြီးနေရစေကန်သွားနေတာအလုံးမကိုခေါင်းမထူနိုင်ဟုတ်တယ်မမတက်လိုက်ကြလိုက်နဲ့ပုံမှန်ကိုမရှိဘူးတမီးခင်ဗျာကဒီစေရန်လေအဲ့တော့ကျောင်းကတစ်ဖက်ကျူရှင်ကတစ်ဖက်နဲ့တော်လေးကလည်းစံပြစင်နာရွှေဆိုင်ဘလို့မှလက်လွတ်လို့မရအဲ့ဒါနဲ့ပဲအခက်ကြုံနေရတာတမီးရဲ့ဒီတော့ပါတယ်တို့ရဲ့မလေးတော့ရွှေဆိုင်တော့နိုင်ပေးနေရတယ်အိမ်ကတော့ဒေါ်လေးရွှေဆိုင်သွားရင်ယူသွားရတယ်လေဟိုကျုပ်စီးမှသွားပြီးကြောက်အယောင်းဝယ်လောက်တော့လေကိုပိုင်ကားလေးနဲ့မသွားတော့မဖြစ်ဘူးတမီးရဲ့ဒရိုင်ဘာကတော့မနဲ့လာညက်နေပြန်ပေါ့ဒေါ်လေးကလည်းဒီကိုယောဂတစ်ဖက်နေဆိုတော့ကားမမှုကဘလို့မှအဆင်မပြေဘူးအဲဒါကြောင့်တမီးခင်ရဲ့ကိုယ်ကမှကျောင်းကားနဲ့ပဲလွတ်နေရတာတမီးရဲ့နန္ဒာကားသုံးမှုမလိုပါဘူးဒေါ်လေးရဲ့နောက်အားနာစရာလည်းမလိုဘူးငါရဲ့ကောင်းလို့ပြုလို့မှလည်းကြောင်းလို့ရှင်တက်ပါမယ်မလေးတို့နဲ့တလုံးပြင်ရမယ်နော်အဲ့ဒါတည်းအဆင်ပြေမှာပါမမမလေးရဲ့ပေါ့ဒီမှာအမြဲထားခဲ့တာဆိုမမသုံးလို့ရှိရင်သုံးနော်
ဒေါ်လေးနဲ့ညီမလေးကနန္နာကိုဒီယူဆိုင်တဲ့အတွက်နန္နာအယမ်းဝမ်းသာတယ်ကျေးဇူးလေးတင်တယ် အားရင်လည်းမရှိတော့ဘူးနန္ဒာရဲ့အားခဲနေခဲ့ရတယ်ကိုနန္ဒာဘယ်တော့မှလမ်းမခွဲဘူးလို့ပြောတယ်အခုတော့တကယ်လမ်းခွဲသွားရတယ်နန္ဒာရဲ့ဘဝမှာနန္ဒာကြောက်ထိုးတော့နန္ဒာဖေကိုမတက်ဘူးနန္ဒာနန္ဒာနဲ့တွေ့ရှင်းပြနန္ဒာကိုမမုန်းလိုက်ပါနဲ့ကွာနန္ဒာရှိတဲ့ရှင်ကိုလိုက်လာပြန်အလုံးဟုတ်လားဘယ်ကနာရရဲ့မှာရေရှိတယ်ဆိုပြီးတော့အတင်းလျှောက်သွားသလိုများဖြစ်မနေဘူးလားတားရဲ့ တာဆွန်သွားရဲပါတယ်ဖေတားဟုတ်လေအဖေကျွေးနိုင်တယ်စိတ်နိုင်တယ်ကြောင်းပြန်နေပါသားရဲ့ တာအဖေရဲ့စေတနာမေတ္တာတွေကိုနားလဲပါတယ်ဖေမိဘမြန်စကားရဆိုဒါအလုပ်တစ်ခုတော့ရမှာပါဒါအားတဲ့အချိန်မှာစာချက်ပြီးအမှုပဲပြင်ပြလို့ရဒါကိုလူကိုချွေတယ်ဆံရကြတယ်ဘာမှမဖြစ်ဘူးအဲ့စုသားရေးတဲ့စိတ်တကူ你俺老师也有。ဒီစလေးကငါတောင်းနေတယ်ရရငါဘဝမှာဆရာဆိုတာငါပြီးပါနှစ်ပါးငါတော့ပညာသင်ပေးလိုက်တဲ့ဆရာကျန်တဲ့ငါတို့မင်းစကားပြောရလဲမင်းရဲ့ညီအားနာမယ်အားငါဆိုတဲ့ကောင်ကတုံးတိုက်တိုက်ကန်းတိုက်တိုက်ရှစ်တိုးတယ်လို့ဘုံမလေးအာကာဆိုတော့လေဟာပြင်ထဲမှာဘာမှအနက်ဆက်မရှိချင်ရှေ့ကိုခြေတလန်းတိုးမဲ့ဆင်ဟာနောက်ကိုခြေတလန်းတိုးလို့အများကြီးရှိတယ်ဟမ်
ကြိုက်လို့မင်းငါတို့ဖွဲ့ထဲမှာသစ္စာရှိရှိနဲ့လုပ်နေတယ်ဟုတ်တယ်ဝေကြောက်ပေါ့လောကကြီးမှာဝေတဲ့လူကတွန်တွဲနေမှရရဆင်းပြေတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်မဖြစ်နိုင်လဲမိုးကောင်းဝင်ကြီးကိုဒူးနဲ့တက်တိုက်မဲ့တယ်မှာ ကြိုက်တယ်ပါကြိုက်တယ်တပတ်ကကြောင်းနေချင်းအဲ့တော့မင်းအဖွဲကိုဦးပြီးသွားနိုင်တယ်သွားနိုင်တယ်ဟာမင်းတော့ယူလာလိုက်လုံးဝမဆိုင်那这样不可以，哟，多少倍呀？一个木头。六万。高嘞哇，高嘞！你这个人拿五对。我找你妈做没？你把阿姨家营收到几家呢？好了嘞。你妈你啥家没？我那我的爹，那不菜什么？那你，今天干嘛来了？让我看他是不是变了？这个变了。这样我们家老人，这是谁家的？是啊，这个人，他这样都是过来了没？过来了，肯定。我原来是在弄的，叫叫好呢。这妈你妈你的，我阿妹你在这里，你怎么了？找我妈的。哦，啥玩意儿？来他在家呢。Oh!
Very good. No more crazy shit. Justပြောနေလို့ လုံးဝပြီးပြီဆိုလဲ perfect ဖြစ်တယ်ပါသွားတဲ့ပစ္စည်းတောင်မနေဘူးပေါ့အဲ့ဒီကိစ္စမင်းမလို့ရှင်းပါဒီစင်ကြီးသားတော့ပြောဥဆောင်ပါကျွန်တော်ခါရပါကျွန်တော်တို့အထင်သေးလို့ခါတော့ကျင်းလာပဲဖြစ်ဖြစ်ဝိုင်းလာပဲဖြစ်မင်းတို့ရက်ခါတာကွာဘာလဲဒီမှာပေးထားကြည့်တယ်မင်းရဲ့ရှင်းတယ်လုံးတယ်ဒီတိတယ်အေးအဲ့ဒါဆိုရင်အဲ့ဒီကောင်ဘာကောင်ပဲဖြစ်ဖြစ်ကွာအဲ့ဒီကောင်ငါလိုချင်တယ်မင်းတို့တွေမဖြစ်ဖြစ်တဲ့ဒီနဲ့ငါ့ကိုခေါ်ခဲ့ဒါပဲကွာဒီလိုအားလုံးလည်းဒီနေ့ freedom လုံးဝပျော်လိုက်ကြနားလိုက်ကြအဲ့ဒါတော့ထားတယ်ဒီလိုတော့ထားတယ်သွားရအောင်အိမ်ကကားကလည်းပြက်နေတော့ဝက်ရှော့ပို့ထားတယ်တော်တော်လေးစိတ်ပူနေလိမ့်မယ်
ခုပါဘောလို့ဒီမှာဘောလည်းနဲ့ပန်းထွက်လာတော့ပြောလိုက်တာဟုတ်တယ်တို့ရဲ့ပင်လုံးရတော့ကားတော့တော်ကြားလိုက်တယ်ဒီလာလိုက်ပါ过一过了。阿哥下看路的，难道我来下你了？估计你的吧也要么么的。သူပြောတဲ့အရာတွေနဲ့စုံပြီအရှာမတွေ့ဘူးအဆလုံးကောင်းလေဒီကရှာလို့မှအေးအောင်မတွေ့ရင်တော့အကောက်မင်းမရှာပါတော့ငါတော့လက်လျှော့လိုက်ပြီ对，一起来，难道对着吗？给，拿来下一开呢，都不咋稀的嘞。你买不了家嘞？你在他个来没咯？ကျောက်ကုန်းနဲ့ဥက္ကဋ္ဌကိစ္စကအတော်ခီးရောက်နေပြီဟုတ်ပါရဲ့ဒီကြီးကအတော်ပြီးမှုလို့ရှိတယ်ကျွန်တော်တို့ခိုင်လုံတဲ့အထောက်အထားတချို့ရထားတာမင်းဆက်ပြီးနေပြီပဲတိုင်းဒေသကြီးနဲ့ချိတ်ဆက်ထားတာလေအတော်ဆင်ပြေနေပြီဆိုတော့မကြခင်ဒီမှုကိုပေါ်ထုတ်နေပြီဟုတ်ကဲ့ကျင်းနေပါလေဒီစရိုက်ဆိုတာစိတ်ကြွယ်ရမှာရှိပါဘူးနန္ဒာငါဝမ်းသာလိုက်တာဟာနင့်ကိုတွေ့မှတွေ့ပါမလားလို့ငါလိုက်ရှာနေတာဟာဟိုကျူကျူလို့တိတိလို့ပြောပြရလို့တိတင်ငါရန်ကုန်တက်လာတာဟာနန္ဒာနင်ငါ့ကိုမတွေ့ချင်တော့မုန်းသွားပြီလားဟုတ်တယ်မုန်းတယ်မနှောက်ရှက်ပါနဲ့ဟာဖယ်ပေးပါငါ့ကိုမဖယ်နိုင်ဘူးနန္ဒာဒီကိစ္စရှင်းမအောင်ဖြစ်မှာဘာမှလာရှင်းပြမနေနဲ့ဖယ်ပါနင်မျက်ရည်မကျလိုက်ပါနဲ့ကွာအာကရင်နဲ့မကိန်းရောက်နေတဲ့ပြဿနာတစ်ခုကိုနန္ဒာကိုရှင်းပြခြင်းလို့ပါနန္ဒာမျက်ဝန်းထဲမှာအာကကိုတန်ရောစင်ရှိတယ်ဆိုတော့အာကသိတယ်မကြည်လေသေးတဲ့ပြဿနာတစ်ခုနန္ဒာကိုရှင်းပြခြင်းလို့ပါအာကလမ်းဖယ်ပေးပါနန္ဒာကိုနောက်တစ်ချိန်တွေးတဲ့အချိန်မှာအာကရင်နဲ့ရှင်းပြခြင်းတာလေးကိုနားထောင်ပေးပါလို့တောင်းပန်ပါအာကနန္ဒအတော်ရင်ကိုသိပါတယ်အာကတနေ့ကျလာလဲပါ
ရှိပါလဲ။အိုးစဉ်းစားရခက်တယ်။သက်ဆိုင်ရာပြောတဲ့စကားနဲ့တော့မကိုက်ဘူး။ဟာဘာလို့ကိုလုံးအမောင်ဖုံးလို့တာအာကာငါ့ကိုချစ်အောင်ဆောင်တာအာကာနာနာအကောက်ရှောင်းနေရအမမှုကျင်တမင်တက်မတွေးကြအောင်ဆောင်သွားအာကနာနာနဲ့စကားပြောချင်နာနာအဖေကိုတတ်တာအာကမဟုတ်ဘူးအဲ့ဒီလူတက်သမားကိုလည်းအာကရှားနေတာအာကစိတ်ထဲမှာအဲ့ဒီလူတက်သမားဒီနေ့နေ့ရှင်ချင်းတွေ့လိုက်မယ်လို့ယုံကြည်ရှင်ပါပြောနာနာရှင်ကိုပြန်လို့မှကြည်နာနာမျက်နှာမကောင်းစိတ်တော့ကများနေအာကနာနာနဲ့အေးအေးစကားပြောချင်နာနာတို့ရေအာကသိဒါမဲ့တနင်္ဂနွေနေ့ကျရင်အာကလေးနာခဲ့ကြာကြီးဆိုရင်ငါဘွားရာဇဝင်ရိုင်းသွားပြီမို့လို့မင်းအတွက်နောက်ဆုံးချိန်ဖြစ်ပြီအာကာဆိုတဲ့ကောင်ကို10 ရက်တွင်ငါစီပါခေါ်ခဲ့ဆွမ်းစားမရှိလို့ပါတော့ဒီလိုခဲလို့ဒီစစ်ချင်းတွေယောက်ျားဆိုတာယောက်ျားအစွမ်းစားနဲ့တတ်တည်ထုတ်ပြတယ်ငါလိုချင်တဲ့အကောင်ကိုမင်းတို့မဖြစ်တဲ့နီးနဲ့ငါစီပါခေါ်လာခဲ့ဟေးဖြစ်ချင်တာမဖြစ်ရဲ့ဖြစ်တဲ့တာကိုဖြစ်အောင်လုပ်ခဲ့ဒီနေ့လာရင်အော်တော်လေးကန်သွားတော့မယ်ဟုတ်ကဲ့တော်လေးတမီးကြောက်တာအဲ့ဒီချပိတ်ထားတော့ဘယ်သူလာတော့မခွင့်နေရအောင်နော်တမီးစပါတော်လေးရဲ့တမီးခင်ဗျားကလည်းဒီနေ့ကျူရှင်ကိုတင်တက်လာမှာဆိုတော့အင်တာနက်ထမှာတမီးရဲ့တမီးကြောက်တဲ့ချင်းလေးဟုတ်ကဲ့မလေးတို့သွားရမယ်နော်ကဲမလေးတို့တာတန်းစိတ်ချမယ်နော်တမီးသိချပါတော်လေးရဲ့အကောက်ဒီဆိုင်မှာတွေ့နေကြပါအကာဒီမှာထိုင်နေကြပါခုချိန်ဒီမတွေ့သေးဘူးဟိုဘယ်များသွားနေပါလဲဟုတ်ပြီသူလည်းနောက်လိုက်ရှာနေတာဖြစ်မယ်နေငါလည်းဆရာကြီးခိုင်းထားတဲ့အလုပ်ကိစ္စရှိသေးတယ်ချိန်ထားတာလွဲသွားရင်ခက်လိမ့်မယ်အဲ့ဒါပေါ်မှာဖြစ်မယ်ဒီမှာပတ်သက်ထားခဲ့မယ်နော်
သွားပါတော့ဒီနေ့အကယ်တော့လုံးစုအော်ယူအကယ်ပြည့်အဖြစ်လို့ဆိုဟောင်းရတီမနေတဲ့ပြည်သူတွေမိုက်တီပဲလို့ကျန်တော့ဖြစ်ဟောင်းရအကယ်လို့အားထားပြီးတော့စကားပြောရတယ်ကိုယ်ကိုစီဟိုရဲ့အကင်းပါလားဟောမနေ့ကရေချိုးခန်းထဲမှာချော်နေလို့လာဝါတယ်အဲ့ဒါစိတ်လေးပါလိစီရတယ်စီဘလို့လဲစီပြေးလားမောင်ယူအသိပွဲလေးဟဲ့အားဘာလို့ဘယ်ကအစင်းတယ်ဒီမသိဘူးအားကရှင်းရှင်းပဲပြောမယ်နန္ဒဖေကိုတက်သွားတဲ့လူတက်သမားအားကဘလို့ရှာနေရလဲနန္ဒသိအားကဒုစရိုက်လောကလည်းဝင်ပြီဒုစရိုက်လောကသားအဖြစ်နဲ့ရှာနေရတယ်ဟုတ်ဒီလုံးစိမ့်နေတယ်မကြည့်ပါအယူခံဝင်တယ်လို့လည်းမထင်အားကတရားမှမကြောက်ဘူးနဲ့ဥပဒေကပေးလာတယ်ပြစ်တယ်အောင်လည်းအကမကြောက်အကပြောနေစကားတွေဘူးချင်နေတယ်တော်ပါတော့အကပြောတဲ့စကားတွေလေနန္ဒနာတော့နိုင်စမ်းမရှိတော့ဘူးကြိုင်နန္ဒအသေးကွန်းတွေကအကသိရလားအားကောင်းမလို့ဟဲ့နင်တို့ဘယ်လိုလုပ်လိုက်ရလဲစိတ်ချောက်ချားနေခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကြောင်းမြန်စီးနေကြနေတာအကနန္ဒအပြစ်မနေတော့ကိုင်းမှာကိုဖြစ်ချင်တာမဖြစ်ရလူတိုင်းဝမ်းနေဆုံးတာအကနန္ဒအကောက်တက်ချင်တယ်ကိစ္စတွေအားလုံးပြီးဆုံးသွားပြီမတရားဒီတော့တက်
အကားစီဆိုရယ်ဘာပဲအတကြီးနေတာလားညီမလေးဆင်းရလာပါလေခုလား ဟုတ်တယ်မမရဲ့ ရွှေဆိုင်သွားပြီ ဟုတ်ကဲ့မမ10မိနစ်လောက်တော့ရှိနေမပဲသွားမယ် အဲ့ဆိုတာသွားပြီလို့ဒီတော့အဲ့ဒါတစီနဲ့မသွားတော့မမလေး မမိုင်းနေတော့ဆောင်နေမယ်နော် โอเคညီမလေးတက်တာတော့သွားပြီ ဒီစီကြီးကျမ်းပါလားခင်ဗျားရဲ့မော်ဒယ်ကကျမ်းမာရေးကောင်းစိတ်ကြီးကြီးကြီးတွေ့တယ်ရှိတဲ့ဒီလိုနဲ့ပြန်ကြတယ်စိတ်သိမရှိဒီနေ့တောင်းတာလို့ဟုတ်ကဲ့ရှင်းဟုတ်ကဲ့မလုပ်နဲ့အင်းလို့လောက်တာနဲ့ငါပြစ်မင်းတို့နားတော့လွတ်ပြီလားဒီခါတော့ဟောလက်ကျပြင်းမလို့ပါကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရတယ်ပြည်သူတွေတွေကပေါက်ဖွာလာတဲ့ဖွဲ့စည်းတစ်ခုပါမြန်မာနိုင်ငံလုံးမှာနေထိုင်နေတဲ့လူတွေအားလုံးရဲ့ရှင်းလို့မရတဲ့ကိစ္စဝါးရှင်းလို့ရတဲ့ဥပဒေစည်းမျဉ်းပါမယ်တရားမျှတတာဆောင်ရွက်ပေးနေတဲ့ဖွဲ့စည်းတစ်ခုပါဒီတက်ပုံများနေနေတာအဒီနဲ့နေရကြကျမနဲ့နေတာလာလိုက်မရှိပါသေးတယ်ရှင်အစားအသူကြည်ုံနဲ့မှနေတာပါဒီလေးရဲ့ဒီဟာကျမရဲ့ပါရှင်ဘာလဲဆုံးလာတာမကြသေးဘူးဒီလေးကလည်းကိုယ်လိုပြောင်းနေတယ်ဆိုတော့ကျမအရင်ဆုံးနေပြီခေါင်းကကြီးရတာပါရှင်တမီးတို့သားမင်းရောက်လဲမမအတွက်စိတ်တော့ကရောက်နေရပါတယ် ကျမကချက်ကုန်နေတဲ့ဘူးပါသူတို့မျိုးမှာတော့အသေးရလို့ရှိပါဘူးရှင်ဒီလိုလေးကိုတက်ခါလာကျောင်းတွေလည်းတိတ်တရာကြော်ဘူးတော့ပေါ့သွားတယ်ရှင်
အဲ့လိုအဖြစ်ဆုံးမျိုးလဲကျုံတော့အရင်ဆုံးနေပြီ ကောင်းမှုဆိုတာစိတ်ွယ်ရမရှိပါဘူးဗျာဒီပုံထဲကမင်းကလေးတွေ့တယ်မဟုတ်ပါနဲ့ချိန်တန်အမှန်တရားဆိုပေါ်လာ မမဒီနေ့ရောက်လာတယ်လာပြီးပြောပါမယ် အန်တီတို့ဆေးရုံသွားအောင်မလို့ခွင့်ပြုပါအောင်ရှင် ဘာဟုတ်လဲ ဒီမှာလည်းများကားလေးပါတိုက်ပြီးဆေးရုံရောက်နေလားလို့သွားပြီးစုံစမ်းလို့ပါရှင် ဟုတ်တာပါသွားမေးတဲ့မှာကျွန်တော်တို့လည်းသိရင်အကြောင်းကြားပေးပါမယ် ကျေးဇူးတင်ပါတယ်ရှင်ခွင့်ပြုပါအောင်နော် ဟုတ်ကဲ့ မင်းတို့တွေ့ရကောင်းကြီးကိုတက်ရှင်နဲ့ပြန်တွေ့ကြတယ်လက်ပြန်နဲ့6လာငါတို့ရဲ့အစည်းအဝေးကအပေးကြည့်လို့မလို့ဆိုမှဆိုတယ်ခက်ထားတော့ကွာဒီကြားလေးဆိုတော့စိတ်တော့ကွာတကယ်မလို့နဲ့ဘောကလေးဦးသိငါတို့အာကားကိုရောက်တယ်မနေ့ကငါကိုယ်တိုင်ဦးစီးပြီးအာကားကိုရောက်သွားခေါ်မို့လို့ဘယ်ပြောတော့အာကာဆိုတာအရင်တော့သုံးပါဟုတ်တော့လေဘာမှမဟုတ်ပါလားလွယ်လွယ်လေးပါလားတပည့်ကြီးလူကြီးမင်းခင်ဗျားဘယ်ပြေးမလဲဟမ်ခင်ဗျားဒီဘာပြေးတော့ပြေးအောင်လားပြေးတယ်မှာအာကာကိုရတော့ခင်ဗျားမြေရွတ်ဟုတ်တယ်တော့ရအောင်ရှာရဲကောင်ဗျဒီလိုဖိုင်ပြောတယ်ဖိုင်ပြောရတာလေမင်းပြောတာလေဘာမှမနားမလဲတော့ကဲဘာကိစ္စနဲ့မင်းကငါ့ကိုရှာတာလဲဘာကြောင့်ခင်ဗျားမြေတီဟုတ်တာဟေးခင်ဗျားမြေတီလို့လည်းကြုတ်ပြောပြတာဟောပြောလဲမဟုတ်လားအာငါပြောနေတယ်ပြောတော့နားတော့ပြရတော့ပြင်ဦးလေမျိုးကကြောက်ဝဲတာဥခင်ထုံးထေဘေးကိုချိန်ကျိုးနဲ့ညစ်တတ်တာပါခင်ဗျားကအရေးကြီးသေးတယ်ပြောခင်ဗျားကအရေးခင်ဗျားပြောအားရမကားသေးပါဥခင်တို့ပိုင်ဆိုင်နေ
သိညာနဲ့ချီတဲ့စိတ်လို့ခဏကျူသွားတော့ခဏမတည်ဘူးလို့ပြောအောင်လားပြောရဲခဏမတည်ဘူးလားအဲ့ဒီကိစ္စကိုခမကြီးဘာလေးညံနဲ့တွေထုတ်တော့လို့ဟုတ်တယ်ကွာဦးခင်ထုံးကိုတတ်ပြီးတော့သူ့ရဲ့ကြောက်ကိုမတာဒါပဲဖက်နေတော့ဖက်ကြီးအကြောင်းတွေကိုဘလို့လို့သိနေသိကြီးလေခင်ဗျာညာလက်ဖြာတက်တူကတတ်တယ်ပဲခင်ဗျာဘာနေဦးမှာခင်ဗျာမပြောဘူးဆိုရင်ကြုတ်ပြောပြတယ်ဥခင်ထွန်းရဲ့တမီးနဲ့ကျုံရဲ့ချစ်တူလေဥခင်တော့သဘောမတူလို့ကျုပ်တို့ချစ်တူရောက်ချိတ်တွေ့အဲ့ဒီညကျုပ်အိမ်ကိုကြည့်လိုက်တဲ့အချိန်ငါပြောနေဥခင်ထွန်းရဲ့လက်ဘေးကိုခဏချင်းကျိုးနဲ့ညစ်ပြီးတတ်ခဲ့တာခဏပါနေနေလို့ခင်ဗျာအခုတော့ယောက်ျားကြီးဆန်ဆန်ဝစ်ပြီးတော့ခင်ဗျာမိန်းမစိတ်ကိုခင်ဗျာပေါ်လာကြောက်နေရတာဟမ်ခင်ဗျာအကြောင်းလေးပေါ်မှာဆိုလို့ခင်ဗျာအမျိုးမျိုးအသွင်ပြောင်းနေကျုပ်မထီဘူးထင်လေခုခင်ဗျာဘာပြောမလဲညီလေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျုပ်ချစ်သူကကျုပ်ကိုအမြင်ဆောင်နေတာကျုပ်ကိုအမှောင်ချပြီးခင်ဗျာကိုရှာနေခဲ့ရတာခင်ဗျာဘလို့ပဲအသွင်ပြောင်းကျုပ်ကလည်းခင်ဗျားကိုဥပဒေလက်တော့အဲ့မှာအဲ့ဒါမှကျုပ်ချစ်သူကကျုပ်ကိုအမြင်ကြည်လင်သွားမှာဗျာမင်းငါ့ဥပဒေလက်တဲ့ကိုလက်ရှိအချိန်လေးမှာမင်းငါ့ကိုဥပဒေလက်ထဲမပို့နဲ့ငါပို့လိုက်နေအခုကတော့ဟဲ့ရောက်လေဒီကောင်ငရဲကိုအလေလေးခဏပို့ထားလိုက်ကွာစိတ်ကလားဆရာရဲ့ပို့လာ我没有，我没有，俺的我没有。ငါတယောက်တည်းထန်တော့ပြီလို့ဆိုဟောသူ့ငယ်ထဲမှာတယောက်သေးသေးဆိုတော့ဒီတော့ဒီချိန်တော့ဘက်စားပါဒီတော့သမဏပါပူတီယိုမှာဟုတ်ဒီတော့ဒီလေဒါလေးကတော့သူ့ကောင်းတယ်ဟာလာပြီနော်လာပြီလာပြီ
အခါ အေးဘယ်လိုလွတ်လာတာလဲရအားလည်းမနေ့ကစိတ်နဲ့တိုင်မြင်နေတာမလာခဲ့မလို့ဒါနဲ့နန်းနာရော ဘာလို့ရေးလဲတဲ့တိုင်းဆက်ရှိနေမောင်တို့ကတော့ကြက်ရှင်းလို့ဘယ်ခါလိုက်ကြတော့ 这样子，马上。这样，你现在。 နာကျင်နေဘိုးလေးကလေးဘာလို့လဲဆိုင်ဘိုးရအဲ့ဒါချလို့ပြောနေတယ်ကြာကြီးอ่ะအကွက်စမ်းနေတွင်းမနေသားရိုးပါအောက်ရှင်းလက်ရှိအခြေအနေတေချာသုံးသက်ပြီးပြောပါမိုက်ကြီးอ่ะမင်းလက်လက်ချခွေးပါမင်းဒါသစ္စာပေါက်တာသစ္စာပေါက်တာသစ္စာကြီးငါမြန်မာနိုင်ငံဖီးဒီရဲ့ဘက်ကဒီရဲ့ဒီမှာမင်းတုံးထားတဲ့ပစ္စည်းမိကျင်းစရိတ်ကသက်သေခံနေတာပြိုးလွင်မျိုးကတထေးကြီးခင်ထုံးကိုပြတ်တက်ပြီးတော့သိန်း100ကျော်ဆိုတော့ဘာလို့ပဲသက်သေခံတာ
ယာယီမင်းလောက်ကြမှုတွေရလိုက်ဒီတော့ဆရာမိုးစုရောက်ထားဟာရောက်ထား